ငငယ်အဲ့လိုမျိုးရေချိုးရင်းနဲ့အမြုပ်လေးနဲ့ဆော့ကြသေးလားHello တဲ့ပါဒီလားတော့တဲ့တွဲရိုက်ကူကြီးတွေအရင်ပြည့်နေရလားဖြစ်တဲ့တော့တဲ့ကလုံးဝမနာသေးဘူးပေါ့နော်အဲ့တော့ရိုက်ကူကြီးလေး2ရက်ပိတ်တုံးမှာ AC လေးနားကျင်တာနဲ့တဲ့တယောက်တည်း staycation လေးထွက်လာဖြစ်ပါတယ်ပန်းလေးမြင်လို့ရှိရင်လုံးဝမဝယ်ရမနေနိုင်တာနဲ့ဝင်ဝယ်ခဲ့တယ်ဒီနေ့တနေ့ကုန်တော့တဲ့အလုံးနဲ့ပတ်သက်တာတွေနားမှာဖြစ်မယ်ပေါ့နော်အရင်ကဝန်ချက်နေပြီဖြစ်တဲ့အတွက်စိတ်ကိုပေါ့ပါနေအောင်ပြန်ပြီးတော့နေမယ်ဒါနဲ့လေတဲ့လိုမျိုးလက်ဆက်ပြသုံးတဲ့သူတွေရှိရဆိုလို့ရှိရင် sharing လေးတစ်ခုလုပ်ပေးမယ်လက်ဆက်ပြဘူးတွေကဆက်ပြတွေကုန်သွားပြီဆိုလို့ရှိရင်အသက်ထက်မွယ်ပဲနဲ့တဲ့လိုမျိုး pouch အထုပ်လေးဝယ်ပြီးတော့ refill ဖြစ်ပြီးတော့သုံးတော့အထုပ်ဖြစ်တာမို့လို့ဘူးထက်လည်းပို့ပြီးတော့ဈေးသက်တာတယ်တဲ့လိုမျိုးစိတ်မလောရတော့ဝါသနာပါတဲ့သူတွေအတွက်ဆိုလို့ရှိရင် pouch အထုပ်လေးရအရန်ဆင်ပြေပါတယ်တဲရငငယ်ရရေချိုးပြီဆိုလို့ရှိရင်စက်ပြပူပါလေးနဲ့ဆော့တာမှတ်မိရမလားအဲ့လိုမျိုးလေးသဘောကျရဲဆိုလို့ရှိရင်ခုလိုမျိုး sponge ထဲမှာရေနည်းနည်းလေးထည့်ပြီးရောစက်ပြလေးထည့်ပြီးရောခုလိုမျိုးလေးပုတ်လိုက်ရုံနဲ့ foam လေးအများကြီးထွက်လာမှာပါကဲခုကတော့ foam လေးနဲ့ဆော့လက်စားနဲ့မထူးတော့ဘူးဆိုပြီးတော့ရေချိုးလိုက်တော့မယ်ပေါ့နော်ပြီးလို့ရှိရင်လည်းညနေဆောင်တော့မှာဆိုတော့ဖျားမှာဆိုတာနဲ့နည်းနည်းဆော့ဆော့လေးချိုးလိုက်မယ်ပေါ့နော်လေရေချိုးပြီးရဲ့ခါတိုင်း let's resign နဲ့နှင်းစီနဲ့တင်းတင်းလေးရနေတာကိုအရန်သဘောကျတယ်အခုကတော့တဲညစာမှထားတယ်ညစာမလာခင် coffee ခွက်လေးစိတ်ပြီးတော့ coffee တောက်ဖို့လုပ်မယ်ပေါ့နော်ကဲတော့ညစာတာပြောတာပါနေတာမဝင်သေးဘူးရန်စောနေသေးရဲ့ပေါ့နော်အမှန်တော့ဒီနေ့ကိုဘာလုံးမလုပ်ပဲနဲ့ AC လေးနားမယ်ဆိုပြီးဆုံးဖြတ်ထားတာပေါ့နော်ဒါမဲ့စာအုပ်ဖတ်မဲ့တူတူတော့ဘာထူးမှလဲဆိုပြီးစက်ညွန့်စာအုပ်ပဲပြောင်းဖတ်လိုက်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့တနေ့တာလုံးစိတ်ရှိရှိနဲ့တေချာလေးနားလိုက်ရတဲ့အတွက်အရန်ကိုအားပြေသွားပြီနောက်နေ့ကြာမှပဲပြန်ပြီးတော့တွေ့ပါမယ်ရှင်အားလုံးပဲတတာ